လူတယောက်ကမတော်တဆဂီတတစ်တာတစ်လုံးကိုတွေ့ရှိခဲ့သည်အဲ့ဒီတစ်တာကိုဖွင့်လိုက်တဲ့အခါသူဟာအတွင်းမှာစိတ်ကူးရင်ကဘာတစ်ခုကိုတွေးလိုက်ရတယ်ဒီကဘာထဲမှာလူတွေကစစ်ပွဲဖြစ်နေကြတယ်ဘီလိန်တယောက်ကသူ့အကျိုးအမြတ်ကိုဆက်လက်ယူတော့မယ်ဆိုတဲ့အချိန်မှာလူသားရဲ့အတန်ကိုကြားလိုက်ရတယ်ဒါပေမဲ့သူကလူသားကိုမမြင်နိုင်တာကြောင့်မိမိရဲ့မျက်လုံးမော်စွမ်းအားကိုအသက်သွင်းလိုက်တယ်အဲ့ဒီအခါလူသားရဲ့အလွန်ကြီးမားတဲ့ပုံရိပ်ကိုမြင်လိုက်ရပြီးသူအလွန်အံ့အားသင့်သွားတယ်သူကလူသားကိုအပြစ်တင်ရင်းတိုက်ခိုက်လိုက်တယ်ဒါပေမဲ့လူသားကလက်ချောင်းတစ်ချက်သာလှုပ်လိုက်ပြီးဘီလိန်ကိုမီတာရာပေါင်းများစွာအဝေးကိုလွှတ်ပစ်လိုက်တယ်လူသားကဒါကိုဂိမ်းတစ်ခုလို့ထင်ပြီးအလွန်တကယ်ဆန်လွန်းတာကိုအံ့ဩနေခဲ့တယ်ထိုအချိန်မှာအင်ပါရက်စ်မီဖီယာကသူ့ရှေ့မှာဒူးထောက်လိုက်ပြီးသူ့ကိုဖျားတစ်ပါးလိုသဘောထားကလက်ဆောင်များပေးအပ်ခဲ့တယ်လူသားကကျင်စင်းအမြင့်တစ်ခုကိုစားလိုက်သည်နှင့်သူ့ခန္ဓာကိုယ်ထဲမှာစွမ်းအင်တစ်ခုအလွန်တိုးလာတာကိုချက်ချင်းခံစားလိုက်ရတယ်ထို့နောက်သူကလက်စွပ်တကွင်းကိုဝတ်လိုက်တယ်လက်သီးတစ်ချက်ပဲထိုးလိုက်တာနဲ့နံရံတစ်ခုကိုဖောက်ထွင်းနိုင်ခဲ့တယ်သူကသူ့စွမ်းအားတိုးလာတာကိုသဘောပေါက်နေချိန်မှာဂိုင်းသားတစုကသူ့ကိုလာရှာခဲ့တယ်သူတို့ကသူတို့ရဲ့ခေါင်းဆောင်နဲ့အမျိုးသမီးတစ်ယောက်အတွက်မရှင်ပြိုင်ဖို့တတိပေးပြီးသူ့ကိုမြို့ကနေထွက်သွားဖို့တန်ကြိုးတစ်ချောင်းကိုထုတ်ပြခဲ့တယ်လူသားကဒေါသထွက်ပြီးသူတို့ကိုတိတ်ဆိတ်စေဖို့ပြောလိုက်တယ်ဂိုင်းသားတွေကသူ့ကိုသင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့လူသားကသူ့စွမ်းအင်ကိုစူးစီးပြီးနဂါးတစ်ကောင်ကိုထုတ်လွှတ်လိုက်ရာသူတို့အားလုံးကိုမြေပြင်ပေါ်လဲကျသွားစေခဲ့တယ်